ဒါလေးကဒီကနေဟိုပါပေါ့နော်အင်ကြီးက ready made အင်ကြီးပုံစံလေးပေါ့နော်ပုံစံလေးပြောပြပေးမယ်ဒီကနေပြီးတော့မှအင်ကြီးအရှည်ပေါ့နော်အင်ကြီးအရှည်တော့ခက်ရှည်လေးလုပ်ပေးလိုက်နော်48 cm လောက်ဒီမှာထားပေးလိုက်နော်48လောက်ထားပေးမယ်ထားပေးပြီးသွားရင်ဆိုရင်ဒီအောက်မှာဘယ်လောက် cm ချလဲကြည့်ပေးမယ်30ခွဲနော်အဲ့ဆိုဒီမှာ30ခွဲဒီဘက်မှာလည်း30ခွဲထားပေးနော်ထားပေးပြီးမြင်းလေးတစ်ကြောင်းဒီလိုတွက်ပေးမယ်ထားပြီးသွားပြီဆိုဒီဘက်မှာလည်း30ခွဲရှည်ချမ်းလဲဒီမှာနော်30ခွဲလေးထားပေးနော်ထားပေးပြီးသွားပြီဆိုရင်သူ့ကိုဒီမှာဒါကရင်က22.3ဆို22.3မှတ်ပြီနော်ဒါက20အမတို့ကဒါလေဒီခုတိုင်းထားတဲ့ဥစ္စာတင်ရကြတော့ဟိုပါပေါ့နော်အင်းကြီးအတူလေးရဲ့တင်ကိုတိုင်းထားတာအဲ့ဒါဆိုရင်ဒီကမှ20လောက်ပဲခဏချပေးထားလိုက်တာပေါ့နော်အင်းကြီးအခြေရဲ့ပတ်တန်တိုင်းရမယ်ဆိုဒါနေဒီလိုမျိုးလုပ်လိုက်တယ်နော်ဒါကိုဆက်မယ်ဆက်ပြီးသွားပြီဆိုရင်ဒီဘက်ကိုအမားကို5လောက်5 cm လောက်ထုတ်ပေးမယ်နော်အကားလေးဖြစ်မှာနော်5 cm လောက်ထုတ်ပေးမယ်ထုတ်ပေးပြီးသွားပြီဆိုရင်ဒီမြင်းနဲ့တရားနဲ့ဒီလိုလေးလာမယ်ဒီဘက်ကနေလာဆက်မယ်ခါမြင်းလေးနဲ့နော်ဒီလာဆက်မယ်လာဆက်ပြီးသွားပြီဆိုရင်ဒီကနေပြီးတော့မှအပေါ် 0.5 လောက်မှတက်ပေးပါဒီလေဒီအပေါ်ကို0.5နော်တက်ပြီးသွားပြီဆိုရင်0.5ရဲ့ဒါရဲ့ဒီလိုမျိုးလေးလာပြီး white လေးနဲ့လာဆက်ပြီးဒါလေးကို white လေးဖြစ်ချင်တာအဲ့ဒါရသွားပြီဆိုရင်ဒီကနေပြီးတော့မှ2 cm နော်2 cm ထားပြီးပြီးသွားပြီဆိုရင်ဒီဘက်ကို3 cm လောက်ခဏချက်ပြီးနော်ပြီးသွားပြီဆိုရင်ဒီမှာသူက18နော်18ရဲ့ဒီမှာ19နော်နှပ်ပြီးသွားပြီဆိုအဲ့ဟာကိုဂျိုင်းတော့ပေးတယ်လေးနဲ့ဒါလေးဆွဲပေးထားပြီနော်အဲ့ဆိုဂျိုင်းလေးကိုတိုင်းပေးထားပြီနော်ဒါပြီးသွားပြီဆိုရင်ဒါကိုအရင်ဆုံးစက်ကြိုက်တဲ့ကကြီးလေးနဲ့ကိုက်ထုတ်ပေးထားလိုက်နော်ဟုတ်နော်ကပ်ပြီးသွားပြီဆိုရင်ဒီအပေါ်ကိုတစ်ခွဲလေးအမအောင်အခုံးကတစ်ခွဲလေးဒီလိုလေးလုပ်ပေးထားပြီနော်အဲ့ဒါကိုကကြီးနဲ့ဒီလိုကိုက်လိုက်မယ်အဲ့ပြီးတော့အရှိချမ်းကိုလည်းဒီလိုလေးလုပ်ပေးထားပြီနော်ဒီအရှိချမ်းကိုလည်းဒီမှာနော်22.3လေးဒီမှာမှတ်ပြီနော်မှတ်ပြီးသွားပြီဆိုရင်ဒီမှာခါမှာ20မှတ်ပြီနော်မှတ်ပြီးသွားပြီဆိုရင်ဒီမှာလည်း20မှတ်မယ်20မှတ်ပြီးတော့အမားတို့ကဒီဘက်ကို5 cm တခြားထုတ်ထားတာနော်အဲ့ဒါဒီမှာဒါနော်5 cm ဒီလိုမျိုးလေးပြန်ပြီးဒီဘက်ကပြန်လုပ်လိုက်နော်ပြန်လုပ်ပြီးသားရေးဆိုသူကခုနကနောက်ချမ်းလူမှာပဲဒီလိုမျိုး0.5 လေးဒီအပေါ်ကိုတက်ပေးထားလိုက်နော်တက်ပေးထားတဲ့မြင်းနဲ့ဒီရနဲ့လာပြီးတော့မှဆက်အဝိုက်ကလေးဖြစ်ချင်နော်အဝိုက်ကလေးဖြစ်ချင်တယ်ဖြစ်ပြီးသွားပြီဆိုရင်ဒီဘက်ကို2 cm လေးအမအောင်ဒီလိုလေးထားပေးထားတယ်နော်ထားပေးပြီးသွားပြီဆိုရင်သူကရေဘူးတောက်ကလေးဆွဲမှာရေဘူးတောက်က20ဆိုတော့ခါကိုတော့ဝဲရင်30နော်ဒီမှာ30ဒီအောက်မှာ30အဲ့လိုမျိုးလုပ်လိုက်ရရနော်ဒါနဲ့တန်တဲ့ဒီလိုမျိုးဆက်မယ်ပြီးတော့ဒီမှာ BB အမတ်ဒါ BB အမတ်လို့ခေါ်တယ် BB အမတ်ကိုဒီမှာ4 cm ချလိုက်ချပြီးတော့မှဒါနဲ့တန်တဲ့ဒီလိုလာလုပ်မယ်ပြီးရင်ဒီဘက်မှာဒါတစ်ခွဲဒီဘက်မှာတစ်ခွဲနော်ဒီဘက်မှာက0.5ဒီဘက်မှာလည်း0.5နော်အဲ့ဟာလေးမြင်းလေးကိုဒီလိုလေးခဏလှုပ်ထားပေးလိုက်လှုပ်ထားပေးပြီးတော့မှဒီဟာကအမတို့ကမလုပ်ရသေးဘူးဆိုတော့ရှေ့ပခုံးက14ခွဲလုံးမှာနော်14ခွဲကိုအမတို့ကလက်ပြက်ကလေးဖြစ်တဲ့အတွက်15 cm လောက်ယူပေးထားပေးလိုက်နော်15ရဲ့ဒီမှာက
အောက်ကို1 cm အောက်ကိုချပေးနော်ချပေးပြီးသွားပြီဆိုရင်သူ့ရဲ့ပခုံးက18နော်18ရယ်သူ့ရဲ့ဒီ15ရယ်လောက်လာမနော်ဒါလေးဖြစ်သွားတယ်ဖြစ်သွားပြီဆိုရင်အကုန်ဒီဟာလေးကိုအမကိုဂျိုင်းလေးကိုအရင်ချိန်ပေးထားနော်ချိန်ပေးပြီးသွားပြီဆိုရင်ဒီမှာဂျိုင်းလေးကိုပေကျိုးလေးနဲ့တိုင်ပေးထားနော်ဒီကနေပြီးတော့မှဖြစ်ခွဲဒီဘက်မှာ3 cm ဒီဘက်မှာ3 cm နော်အရင်အဲ့ဒါလေးကြိုက်ထားပေးပြီနော်ဒါလေးကနော်နောက်ချမ်းကဒီကနေပြီးတော့မှခါကိုတဝက်ဝက်မယ်30နော်ဒီမှာလည်း30ဒီအောက်မှာလည်း30နော်30ဝက်ပြီးတော့မှဒီဟာလေးဒီလိုလုပ်ပြီးတော့မှဟိုဘက်ကိုတစ်ခွဲဒီဘက်ကိုတစ်ခွဲဒီဘက်မှာ 0.5 ဟိုဘက်မှာ 0.5 နော်ဒါလေးနဲ့ဒီလိုလုပ်လိုက်ပြီးတော့ဒီပေါ်မှာတောက်ကလေးကိုစုလိုက်နော်အဲ့ဒါနောက်ချမ်းမှာသူကတက်ခက်ပဲကြိုက်ပေးရမယ်နော်ပြီးတော့ဒီမှာဒီအားကြတော့လေအမတို့ပြမယ်တောက်ကိုဒီလိုလေးအရင်လောက်ထားမယ်ဒီဘက်မှာတစ်ခွဲဒီမှာတစ်ခွဲဒီဘက်မှာ 0.5 ဒီဘက်မှာ 0.5 ရေကူးတော့မလုပ်ဘူးဒါကကြတော့အပေါ်ကနေပြီးတော့ဒိုင်းလုံးမှာဒီဘက်ကနေအရင်ဆုံးအမကို4 cm လောက်ဒီဘက်ကိုဝင်ပေးထားပြီးပြီဆိုရင်သူက V ပုံစံလုံးဒီကနေပြီးတော့မှဒီဘက်ကနေထိသွားနော်ဒီကနေပြီးတော့ဒီရင်လိုင်းမင်းကနေထိသွားမယ်နော်ထိသွားပြီးတော့မှဒီဘက်မှာဒီကဒီလိုမျိုးဒီကနေပြီးတော့မှဒီဘက်မှာနော်ဒီဘက်ကနေပြီးတော့မှတစ်ခွဲလောက်ဒီမှာထားပြီးတော့ဒီမြင်းကဘယ်လောက်ထိထားမလဲဆိုဒီကနေ22လောက်ထိထား22ထိရဲ့နာကနေပြီးတော့မှဒီဘက်ကိုဒီလိုလေးဒါလောက်ပေးထားနော်ဒီနားမှာအမတို့ကြည့်ဒီလေးပါလေးလာတက်မှာနော်အဲ့ဒါပြီးတော့ဒီဘက်ကနေပြီးတော့မှဒီဘက်ထိထိကိုတဝက်ဝက်မယ်3ခွဲတဝက်ဝက်တဲ့မြင်းကဒီမှာလာပြီးတော့ဒီလိုလာထိမယ်နော်ဒါထိပြီးတော့မှဒီဘက်ကိုဓာတ်ကိုစုလိုက်မယ်နော်ဓာတ်ကိုစုပြီးတော့အမတို့ကဓာတ်ဝိုင်းဓာတ်ခြုံဝိုင်းလေးလုပ်မယ်ဆိုရင်သူကခါတိုင်းလုပ်နေတဲ့အကြောင်းလေးပဲလေဒီဘက်ကို 0.6 ဖြစ်ဖြစ် 0.8 လောက်ဖြစ်ဖြစ်ဒီဘက်ကိုထွက်ပေးထားပြီနော်ဒီလိုထွက်ပြီးတော့ပြီဆိုဒါနည်းနည်းများသွားခဏလေး sorry နော်ဒီကနေပြီးတော့မှဒီလိုလေးထွက်အဲ့ဒါပြီးတော့ဒီမင်းလေးဖြစ်မယ်နော်အဲ့ဒါပြီးတော့ဒီမှာဒီဘေးကနေဒီလိုလာမယ်ဒီဘက်ကနေဒီလိုလာမယ်နော်အဲ့ဒါပြီးတော့ပြီဆိုရင်ဒီထိတ်ကနေဒီထိတ်ထိအမကိုတိုင်းပေးထားပြီစက်ခုံခွဲဒီမှာလည်းစက်ခုံခွဲကိုမှတ်ပေးထားတယ်မှတ်ပေးပြီးတော့ဆိုဒီထိတ်နဲ့တိုင်းပြီး2 cm လိုမှာဒီမှာလည်း2နော်လိုမဲ့2 cm မြင်းနဲ့ဒါနဲ့ဒါကိုချက်မယ်အခုဒီကအဲ့ဒါပြီးသွားပြီဆိုရင်ဒီဘက်မှာဒါကိုမြင်းလေးဒီလိုလေးတစ်ကြောင်ဆွဲပြီးတော့မှဒီမှာ1 စင်တီမီတာထပ်မယ်ထပ်ပြီးတဲ့အချိန်မှာဒီဟာကိုအမားတို့ကကိုက်ထုတ်ပြင်မယ်နော်ကိုက်ထုတ်ပြင်မယ်ဒါကိုအရှိမ1 စင်တီမီတာမချန်သေးဘူးနော်ဒါကိုစက်ကိုက်တဲ့ကကြီးလေးနဲ့ဒီမှာဒါမဲ့တစ်ချက်တော့ဒီလိုလုပ်ပေးထားပြီးပါ F1 F2 ဆိုပြီးဒီလိုလုပ်ပေးထားပြီးနော်လုပ်ပေးထားပြီးတော့မှဒီဟာကိုဒီလိုကိုက်ထုတ်ပြလိုက်ထိတ်ထိနော်ဒါကိုလည်းအတိုင်းပဲထိတ်ထိနော်အဲ့ဆိုရင်ဒါလေးချက်ပေးထားလို့နော်ဟိုဒါလေးကဒီမှာနော်ဒါလေးချက်လိုက်ပြီကွာဒီမှာဒါလေးချက်လိုက်ပြီဆိုရင်ဒီမှာဒါလေပင်ပေါက်ကလေးကိုမတို့ကပြန်ညှိမယ်နော်ဒီမှာဒီကပြန်ညှိမယ်ပြန်ညှိရဲ့ချိန်ကျရင်ဒီမှာနော်ဒါနဲ့အဲ့ပြီးသွားပြီဆိုဒီဘက်ကို1 စင်တီမီတာခြံလိုက်တော့နော်ခြံမယ်ဒီမှာကကြီးနဲ့ကြိုက်မယ်ဒါလေးကလေဘယ်လိုကြိုက်ရမလဲဆိုအစားကြိုက်တယ်ဆိုရင်လေဒီလိုမျိုးအတိုင်းပဲ2ချက်အပွင့်ရ2ချက်ကြိုက်မှာဒီဘက်ကိုဒါပြီးသွားပြီနော်ပြီးသွားပြီဆိုရင်နောက်ချမ်းလေးအရင်ပြပြီးပြီးကြမှာဒါဒီနားမှာဒါအထက်ကလေးပါသေးလို့ခဏလေးနော်ပြီးတော့ဒီနားမှာသူကတစ်ချက်လေပင်ပေါက်ကိုအမမတိုင်းခဲ့ရအောင်ဒီလေပင်ပေါက်ကိုတိုင်းရမှာနော်ဒီပခုံးကိုလေပခုံးက6.9ရှိရဒီမှာလေ
6 တမခုံမှတ်ပေးထားနော်မှတ်ပေးထားပြီးပြီးတော့ဆိုရင်ဒီအောက်ကို2လောက်ချပြီးသူက ready made ပုံစံလေးဆိုတော့လေ2လောက်ချပေးပြီးတော့မှဒါဒီမှာဒီလိုလာမယ်နော်ဒီလိုလာပေးပြီးသွားပြီဆိုရင်သူကဒီဟာနဲ့လာပြီးတော့မှထပ်မယ်နော်ဒါထပ်မယ်ဒါကကြီးနဲ့ကြိုက်ထုတ်ပြီးဒီပေါ်မှာတစ်ချက်မယ်ဒါဆိုရင်ဒီနောက်ချမ်းကဒါမျိုးတစ်ချက်ပဲကြိုက်ပြရမယ်နော်အဲဒါကကြီးကြိုက်တာဒါပြပေးလိမ့်မယ်ခဏမှားတော့မှရှိလေဘင်းပေါက်ကတော့ထက်လိုက်တော့နော်ဒါထက်ပြီးတော့မှလေဘင်းပေါက်ပြန်ညှိလိုက်တော့နော်ဒါဒီနာအဲ့လိုပြတာပြီဆိုရင်ဒီဟာလေးကနော်လေဘင်းပေါက်ကိုညှိပြီးတော့မှအပေါ်ကနေဒါ1 cm ချန်ပြီးနော်ဒါတစ်ချက်ထပ်ပြီးတော့တစ်ချက်ကြိုက်ပြရမယ်နော်ဒါပြီးသွားပြီဆိုရင်ဒီဟာလေးကြံသေးတယ်ဒီဟာလေးကကြံလေအားပြပြမယ်ဒီဟာမှာစက်ကူမှာနေဒီလိုလေးလာကပ်ပေးမယ်နော်လာကပ်လိုက်မယ်နော်ကပ်မယ်ကပ်ပြီးသွားပြီဆိုရင်ဒီရဲ့ထိတ်ကအမတို့ဘယ်လောက်စင်တီမီတာတက်ထားလဲဒီဟာလေးအရင်ဆုံးခဏလေးဒီလိုလေးဆွဲထားကြည့်ကြည့်လိုက်နော်အဲ့လိုဆွဲလိုက်ပြီးတော့မတက်ကြည့်လိုက်ရှစ်အဲ့ဆိုဒီရဲ့ညမှာ8 cm တက်တယ်ဒီ8 cm တက်တဲ့နားလေးကနေပြီးဒီဘက်ကို5 cm ထုတ်ဒီအောက်မှာထပ်ပြီးတော့မှဒါကဒီလိုမျိုးလာမယ်နော်လိုလေးလာမယ်ဒီနားကလာပြီးတော့မှစနော်လာမယ်လာပြီးတော့ပြီဆိုရင်ဒီဘက်ကိုတစ်ခွဲဒီဘက်ကိုတစ်ခွဲနော်ထုတ်တယ်ဆိုတော့ဒီနားလေးမှာဒီလိုမျိုးဖြစ်တဲ့အတွက်ဒီနားလေးမှာဘယ်လိုလုပ်မလဲဆိုရင်နားပြပြမယ်ဒီမျိုးလေးကပ်နော်အဲ့လိုမျိုးလေးလုပ်မယ်လုပ်ပြီးသွားပြီဆိုရင်ဒီထိတ်ကနေတိုင်းကြည့်လိုက်အမတို့ဘယ်လောက်စင်တီမီတာသူကညာလေးပေတိုးလေးနဲ့အရင်ဆုံးတိုင်း18 တမ9နော်ဒါလေးဖြစ်မယ်နော်အဲ့ဒါလေးဖြစ်မှာအဲ့ဒါလေးကိုဒီမှာလိုလေးလို့ဒီဘက်ကနေ2 cmလို့နော်အဲ့ပြီးတော့ဒီဆိုအကုန်တောက်လျှောက်ဒီဘောကနေစပြီးတော့မှပြခွဲတွေကြီးပဲကြိုက်ထုတ်ပလိုက်တော့ဒီဘက်ချမ်းမှန်နော်ဒါကကြီးနဲ့အကုန်လုံးအောက်ထိပုံကြိုက်ထားလိုက်တော့နော်ဒါဒီဘက်တစ်ချက်ဒါကိုအပွင့်ရ2ချက်ကြိုက်ပြရမယ်နော်အပြီးတော့ဒီဘက်မှာလည်းအတိုင်ပဲဒီဘက်မှာလည်းဒီမှာဒီကနေပြီးတော့မှတိတ်လေးနဲ့ကတ်ထားပေးလိုက်ဒါလည်းလက်ပြက်လေးပဲချုပ်ပါမယ်နော်သူကလည်းအတိုင်ပဲဒီဘက်မှာ5 cm လောက်ထားပြီးပြီးတော့ဒီ5 cm မြင်းနေဒါနဲ့တောင်ဒီလိုလာဆက်အဲ့ကြဒီနားမှာဒီလိုမျိုးကြီးဖြစ်နေအဲ့လိုမျိုးထွန်းထွန်းအဲ့လိုမျိုးမဖြစ်ချင်တဲ့အတွက်ဟိုဒီမှာနေ
ဝက်ဝက်လေးလာတာနော်အဲ့လိုလေးဖြစ်သွားဖြစ်သွားပလေးစီသူ့ကိုအရင်ဆုံးပေကျိုးလေးနဲ့လာတိုင်းမယ်20.9 20.9နော်အဲ့ဆိုဒီမှာ20.9ထိရမယ်မှတ်မယ်နော်မှတ်ပြီးသွားပြီဆိုရင်ဒီမှာဒါနဲ့တာနဲ့ဒီလိုမျိုးလာပြီးတော့မှဆက်အဲ့ဆိုဒါရပါပြီနော်ရတာပြီဆိုရင်ဒီဘက်မှာဒါက2 cm ခြံပေးပြီးသွားပြီဆိုဒီဘက်မှာခါတိုင်းလိုပဲ1 ခွဲ cm ချုပ်စာလေးခြံပေးမယ်နော်ခြံပေးပြီးသွားပြီဆိုရင်သူ့ကိုညနေစပြီးကကြီးနဲ့ကြိုက်ထုတ်ပြမယ်ဒါလေးနော်အဲ့ဆိုဒါလေးကဒီလိုမျိုးအချွန်အတိုင်းပဲ2 ချက်ကြိုက်ပြရမယ်ဒါလည်းဒီတိုင်းလေးပဲ2 ချက်ကြိုက်ပြရမယ်ဒီနောက်ချမ်းက1 ချက်ကြိုက်ပြရမယ်အဲ့ဆိုဒါလေးကပြီးတော့ပါပြီ